မင်္ဂလာပါ Map ပုံမှာနောက်ထပ် VPN ထည့်နည်းတစ်ခုကိုထပ်ပြီးတော့ပြောပြချင်ပါတယ်ဆိုရင်ဆုံးကျွန်တော်တို့ကဒီ App Store ကိုသွားလိုက်မယ်ပြီးတော့ App Store မှာကျွန်တော်တို့က outline ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ဆိုတော့ဒီမှာမြင်ရတဲ့ဒီ outline so internet access ဆိုလေးပေါ့နော်ဒါလေးကို get နှိပ်လိုက်မယ်install ပြီးသွားပြီဆိုတော့ဒီမှာ open ကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါမယ်ပြီးတော့ဒီမှာ coded ကိုနှိပ်မယ်ဒီမှာတော့ကျွန်တော်တို့ကဒီ key လိုပါတယ်ဒီ key ကတော့ကိုကဒီ free ရတဲ့ group ကနေပဲဖြစ်ဖြစ်ဒါမှမဟုတ်ဝယ်ထားတာပဲဖြစ်ဒီမှာဒီ paste ချလို့ရပါတယ်ဆိုတော့ကျွန်တော်ကတော့ဒီမှာကိုမှရှိတဲ့ key ကိုဒီမှာကျွန်တော်ထည့်လိုက်ပါမယ်ပြီးတော့ဒီမှာ confine ကိုနှိပ်လိုက်မယ်ဒီလိုလေးပြပြီးဆိုရင်ကျွန်တော်ကဒီမှာ connect ဆိုတာလေးကိုနှိပ်ပြီးတော့ချက်ကြည့်ပါမယ်ပြီးရင်ဒီမှာ allow လေးကိုပြလိုက်မယ် correct ကိုနှိပ်မယ်ဒီမှာ connected ဆိုပြီးတော့ပြသွားပါပြီကျွန်တော်ဒီမှာ Facebook တွေပါသွားပြီးတော့တုံးကြည့်ပါမယ်ဒါဆိုတော့ဒီမှာ Facebook ကိုကောင်းကောင်းတုံးလို့ရပါပြီကဲပါကျေးဇူးများတင်ပါတယ်